Tốt đại gia khai trí ngày sẽ tôi tốt đại gia khai trí ngày sẽ tôi ngã sống là tôi sẽ cùng ngã không đi trong ngày chào đó ngã với nhìn thì lúc bỏ dù ngã không lo gì ngã sẽ cái nên cho việc thích thì ngã để gì như ngã sống là tôi sẽ cùng ngã không đi trong ngày chào đó ngã với nhìn thì lúc bỏ dù ngã không lo gì ngã sẽ cái nên cho việc ngã để gì như ngã để trong đi làm thế sinh như là sao nên những cái chỗ sự trọng trọng những cái sau đấy ta mình chỉ nói cho mà giáo sẽ càng sự trọng đó cũng phát ra một số đó theo thế cho nên cho mà giáo sẽ càng một cố sinh nhà đó cố sinh bấy ngày đó cũng sau thì cái vì chúng đó thì giáo là này rồi nó sinh được qua nhà của tí rồi thì cái cố sinh thứ mình chỉ được tìm thấy rồi chế độ chỉ muốn đi tới những công việc đó, cho nên qua tất cả những cái việc này thì cái đó, cho nên rồi xin chúng ta cái điều nhưng mà cho nên khi mà cùng những cái sinh thái bảo, rồi xin tham gia cuộc sống thì tham gia, khu nhà này cho nên chúng ta lại khu này nó phải, thì thay cả nó muốn là rồi xin chỉ lúc tiền này đó phải một cái cái rồi xin được mình chỉ dùng tiền mà Upatana Sado Piati, to Jamani, who is Shiromana Shin Jamani, and Pina Hokilo, Kishin Nomuba, Groshin Longo Loshi, Groshin Fashion Loshi to Doja, Kilori, Guroshin, Nita Arti, Groshin, Pijuna Arti, Muro, Nana Pamia, Groshin, Piku, Queen Edoja, Kuren Fuji. Phát ra vào thì mới bắt đầu đại cho nó cho mà giáo thì thành thứ gì của sinh khá của nhiều người một trăm na khăn do ta nhà chỉ gì làm khác rồi xí thì nhà đại này cho thì rồi những người đi này thì mà làm rồi sinh quý đó à thì cho nó một chút thì nó mà ý sĩ với sao để của để đầu phát bài của phát ra nó sao được cái Thank you.
ကျေးဇူးတော်ဖလားရှာလက်ရှိတယ်ဆိုတဲ့ရှင်နဲ့ဖျားခင်မျက်မှောက်တော်ကိုဆက်လက်ပြီးတိုးဝင်ကြရအောင် Amen.
ကိုလိုရှင်ကြီးချီးမွမ်းဖြစ်တဲ့ဘုရားကိုးကွယ်တဲ့ဘုရားတာတူရဲ့ခိုးလို့ရမျော်လင့်ရကိုးစားရကိုလိုရှင်တပါးတိတာလည်းဖြစ်ပါမယ်ကိုလိုရှင်ဆက်လက်ပတ်လို့ကြာရှိနေတဲ့အချိန်ကတက်လာစိတ်တိုင်းကိုလိုရှင်သူပါရှိပေးသနာတော်မှာလည်းကြောင်းတပါးမျိုးသားတော်ရှိတော်နာမနဲ့ပြုရစုတော်ဆက်ကနာမနဲ့ဖားနေဆိုဘုရားခင်အာမင်အလုံးစုံဆက်ရအောင်ဒီလိုမှလည်းကျွန်တော်တို့အာရဘယချင်းမနာတော့ရနေတဲ့ကျွန်တော်အိမ်မှာကျွန်တော်ဒီတာလည်းရှိကျွန်တော်အများကြီးချင်းမနာကျွန်တော်အဲ့လိုဘယ်လိုပြောလဲကျွန်တော်စိတ်ကိုချင်းမဘူးကပြောမယ်ခေါ်အားရှိတယ်ဟောတော့ဘယ်လိုပြောလဲတမျိုးကြီးတယ်နော်တော့ပြရတယ်တော့လည်းခါမှာအခုကျွန်တော်အဲ့လိုမျိုးချိန်ရတိတ်မရှိတော့စိတ်ကမျိုးလေးလိုပါတော့နော်တော့ဒီပြရတယ်အများနဲ့သွားတဲ့ကမှာချင်းလေးဆိုတဲ့ကမှာဒီဘယ်လိုမှရှိချင်းလည်းမပေါ့ဒီတော့ဘာမှချင်းကိုစိတ်ဘလို့လို့တုတ်ဖြစ်ဘာချီးမွမ်းနေတာကချီးမွမ်းတဲ့ကမှာတော့ဘာတဲ့တာရှိဟိုကြီးစုံထဲမှာရှိလို့ပါလေဒီစိတ်ကြီးရှိပါလို့နော်အခုဆက်လက်ပြီးတော့ဘုပြုဘုချင်းစီစဉ်ကိုပြောကြအောင်ကျွန်တော်ကျမ်းစာတစ်ပိုက်ဟုတ်ပါမယ်ကျွန်တော်တို့ကိုတရားဒေသနာဝင်ရမယ်ဆရာမီဆန်ဂင်းတို့ခါတဲ့ကျမ်းသူ့ကိုပိုက်ရှိတယ်ဒီရှာနာဂတ်ကျမ်း49မီဆန်နာဒီရှာနာဂတ်ကျမ်း49ငယ်30ကနေမှမိမိပွားဖို့သားကိုမသနာလိမ့်တယ်တော့မိမိစုစုတဲ့ကိုမိရောတယ်တော့တကယ်လို့မိရောတော့ကတင့်ကိုနာနေတော့မတော်ပါတော့ဒီရှာနာကတိကျန်နာတယ်လေနေစေတောင်ကြီးတို့ဒီရွေ့၍တောင်ငယ်တို့ဒီလှုပ်ရှားတော်တယ်ငါဤပြစ်တာသင်မှမကြွေးတာငါဤနေတဲ့ချင်းတည်နေလေလှုပ်ရှားတာသင်၌နာခြင်းပြုနာစိတ်ရှိတော်မူသောသာရဖျားမင်းတောင်ကြီးတို့ဒီရွေ့၍တောင်ငယ်တို့ဒီလှုပ်ရှားတော်တယ်ငါဤပြစ်တာသင်မှမကြွေးတာငါဤနေတဲ့ချင်းတည်နေလေလှုပ်ရှားတာဟုသင်၌နာခြင်းပြုနာစိတ်ရှိတော်မူသောသာရဖျားမင်းတို့ဒီအရှိတော်သောဘုရားကျမ်းစာနဲ့ကျမ်းစာရောက်ကိုင်းမှာအဲဒီထောင်းလို့တက်ရောက်ပါစေ။ဂုဏ်တော်ချီးမွမ်းခြင်းကိုကျွန်တော်တို့အမှားတော်ဝိုင်းလာကြားတဲ့အခါမှာကျွန်တော်အလိုကောက်ပါမယ်။ကျွန်တော်တို့စံလေးကိုစံလေးကောက်ခံပါမယ်။ဟုတ်ပါလေ။
show the love. I love something, baby, show the love. 정말 예수의 말씀을 가지고 왔습니다. 거기보다 지금 더 바닥에 그것이 그로 친구만에 라다로 따로는 두 가지 비로 니의 시간만 그것이 바위에 민간자 보성을 뒤로 라다라의 책 변형을 가마 그것이 그로 친구야 그 비드라는 제수들 말에 다른 가디고 그것이 따로는 아답자 안행의 주부 유수성을 비드나무를 제수들 말에 이사고 이 아답자이고 따로 그것이 나이가도 포두고 뒤통 보급하고 색깔 그런 말에 그것이 포두고 나이가도 도대야 그리고 도대에 아이야의 속도가 초도 대아이가 민간 노조지 바울 받는 시발에 나타신 신제를 대아이고를 단신 신제 엄필로 그것이 내가 그 속도가 다들 되어 시대문에 강의비는 자기들과 실세비로 다른 되어 시대 앞뒤고 분위기로 그것이 내가도 도대야에 우리들이 가게 루코라에 바웨미로 세가루라에 분비되는 말이죠. 바리도 바다기 예수 그리스도의 나마로 미피게 되는 수라시고 방쇼들나 건가요 바다기. 아멘. 이 미국의 공주의 시즌으로 저는 마무리까지 하다. 아니네 뼈체. 그게 바로 MCF의 미키냐네 키말에 마 바우미의 미키냐고 정말로 때노 고사 정말로 미키냐고 공주치의 시즌고 로바에 정말 아니네 뼈체 말에 정말로 미키냐 야매 지말에 로바토마 말에 그냥 시에 맹마하 고인 사회 소리 로바토마 이 시에 근데 나는 디네 정말로 노드미리에 그냥 시에 요즘이 필래 정말로 애무에 비서가 보고 정말로 때로 오래 정말로 비서자를 미키니 피자야 아울래 정말로 전에 너무나 띵하게 비서네 요즘이 그래 정말로 피자 그래서 너네 정말 공부이 되어야면 뭐 다음에 정말 니네 정말 감사해요 정말로 진실해 정말로 요즘이야 나는 비서네 내냐면 때 정말로 대야로 신신비마 정말로 애노고 다야고 애고 정말로 피하게 애노고 정말로 미우드미게 내가 다다 어머 마음이 상여를 너 성자야 소래 시자야 정말 시야 미우드미고 정말 아니게 뭐 아까 요즘 말에 너희만 정말 내 레서를 하라고 정말 어떻게 정말 어떻게 정말 감사해야 정말 못하지 말에 영에 정말 감사해야 되고 그래서 정말 이게 뭐너 싸움을 못하지 말에 이 싸움을 눈을ထွထွ네 뭐너 정말 어때로 눈을ထွထွ 애가 눈을ထွထွ네 정말로 미키니까 너 성자야 소리 어떻게 정말 이 싸움 못하지 말에 너희 마지막 필요한 세야 정말 왜 하바에 필요한 정말 세트보다 필수소안에 정말 때로 대입에 대해서 바우미 마마 세는 셔팅 시간에 필수는 너무 안에 정말 내가 이 타운에 정말 때로 바우 세가자야 요즘이 그래 뼈체는 세야자로 정말 니냐면 신체 어메를 우리가 미라마시아 핑계로 니랑 만요노면 생각에 뜻대로래 니네 정말 미치는 니랑 디아로 니랑 신체 어메 니랑 쉐가서 니랑 생수기 니랑 정말로 바우 세가는데 미치는 기포야 정말 이외에 정말 왜 다짐 시발에 나자 정말 요즘이
ရာတဲ့တော်မှာကျွန်တော်အမြဲတမ်းပေါင်းဆက်ကြရအောင်ဒီနေ့ MCF မှာလည်းမဟုတ်ဘူးကျွန်တော်ရှိတဲ့နေရာမှာဖျားခဲ့အမှုတော်များမှာကျွန်တော်အမျိုးသမီးတွေပေါင်းဆက်ကြရအောင်လို့ကျွန်မအနည်းငယ်ပြောခြင်းဖြစ်ပါတယ်နောက်ပြီးကျွန်တော်ဒီထက်တဲ့ကိစ္စကျွန်မခါပေးလို့ရှိပါတယ်ကြောင်းစုံကျွန်မတွေ့ထားခြင်းဖြစ်ပါတယ်ကြောင်းစုံဆိုတာကျွန်တော်တို့ချင်းတရားအောက်ချင်းရှာအကုန်လုံးကတော့ကျွန်တော်တို့မျိုးပေါင်းစုံပေါင်းနေတဲ့အတိတော်နဲ့ကျွန်တော်တို့ပေါင်းဆက်ကြရအောင်ရောက်နေနေရတယ်မှာကျွန်တော်တို့လူမျိုးပါတော့မရွေးပဲနဲ့ဖြစ်တော်ရဲ့မျက်နှာနဲ့ထောက်ရှိပြီးကျွန်တော်တို့ပေါင်းဆက်ကြရအောင်ဆိုတဲ့အနေနဲ့ကျွန်တော်ဒီနေ့ဒီလက်ဆောင်ကိုအမျိုးသမီးတွေ MCM မှာပေါင်းနေတဲ့အမျိုးသမီးနဲ့လာရောက်ပေါင်းနေတဲ့အမျိုးသမီးတွေကိုကျွန်တော်ကွန်ပျူတာချင်းဖြစ်ပါတယ်အဲ့တော့ကိုစားပါတော့ကွန်ပျူတာဖြစ်ပါတယ်လို့ကျွန်တော်အနည်းငယ်ပြောချင်ပါတယ်ဒီလက်ဆောင်ကိုကျွန်တော်တို့ရဲ့ဆရာဖြစ်တဲ့ဆရာဆရာကနေလူသမီးတိုင်းကိုနှုတ်ဆက်ခြင်းအဖြစ်လက်ဆောင်ကိုဝင်ပါပြီးပြရတယ်ကျွန်တော်ဖိတ်ခေါ်လိုပါတယ်နောက်ပြီးထောင်ပြတဲ့အမျိုးသမီးတိုင်းလည်းမတ်တရပြပါလို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ရှိကြတာပါလို့မတည့်ရဘူးလားနေရှိနေတယ်ရှိတော့တာတော့ပါလို့ရှိတာမှသိတယ်ကွာညညမှာလုံးတယ်ပါဒီကိစ္စအားလုံးဝမ်းမြောက်ကြည်နူးနေတယ်လို့ကျွန်တော်ပြောချင်ပါတယ်တို့ပေးရရတော့ဘာမှမဟုတ်ဘူးเนาะမတ်တဲ့ကိစ္စကိုကျွန်တော်မှပြောရတယ်เนาะကြည်နူးခြင်းပြောရှင်ဒီဝမ်းမြောက်ခြင်းတို့ဒီတိုင်းမှာဆက်ပြီးတော့တာလေးတာလေးပုံတို့ပေါ်ပေါင်းရတော့ရရှိတယ်ခံစားနိုင်ကြတယ်เนาะเรามีเกณฑ์ကိုနည်းနည်းလေးဂုဏ်ပြုချင်တယ်နော်ဒီမှာတမန်ကျမ်းစာထဲမှာပါတယ်နောက်ပြီးဒီလာမဆိုရဲကျွန်တော်ဘာတွေနော်ကျွန်တော်ရဲ့ဘယ်လိုလဲတန်တဲ့ခေနော်ညာဒီလိလာတဲ့တော့ဒီမိခင်ကအရင်ပဲပထမနဲ့တန်ဖို့ရှိရဲဆိုတာကျွန်တော်ပြောကြချင်ဒီမှာရှိတဲ့ဒီကိုမှရှိတဲ့မိခင်တွေကျွန်တော်ဂုဏ်ပြုချင်တယ်နော်သူတို့ပြောကြတယ်နော်မျိုးသားတွေလည်းပြီးတော့ပူပင်းနဲ့ပူပြီးတော့ဝစားဖြစ်တယ်ပေါ့နော် effect တော့ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာပြောလဲဆိုတော့ဒီချိန်မှာမိခင်တယောက်ဖြစ်တဲ့လူသားကလူသားကခံတဲ့ငယ်စက်ချနော်လူသားကကျမဒီကိုယ်တော်ကိုစုပ်ပါစီရစေနေနောက်တော့သူလိုက်ပဲပြန်သွားစေချင်တယ်ပြီးပါနေကိုတော်သွားလိမ့်ရလို့ကျွန်မလိုက်ပြီကိုတော်အိတ်ရရလိုက်ကျွန်မအိတ်ပါပြီကိုတော်မျိုးဒီကျွန်မမျိုးကိုတော်ဖျားပြီးကျွန်မဖျားဖြစ်ပါပြီဒီအချက်တွေကရမ်းတယ်ကျွန်တော်တို့သိယူစရာကောင်းတယ်နော်လူသ
ဆိုလို့ရှိရင်ဘာပြောလဲသူကဣတိရဏမျိုးမဟုတ်ပါဘူးသူကမောဟမျိုးနော်မောဟမျိုးဆိုတာရေမှာဣတိရအမြဲတမ်းတိုက်ခိုက်တဲ့လူတွေပဲနော်ဖျားရှင်လည်းပြောပြီးမောဟမျိုးဆိုလောကမျိုးပါဒါပေမဲ့ဒီဥစ္စာကမောဟမျိုးဖြစ်နေတယ်နော်ဒါကျွန်တော်တို့ကဒါတိုက်ဆိုင်လို့မဟုတ်ဘူးနော်ဖျားအလုံးလုံးကဖျားနေရာတိုင်းမှာသူထိန်းချုပ်ထားတယ်ဆိုတာနော်ဒီမှာကျွန်တော်တို့ပြနော်ဆိုမောဟမျိုးသမီးလေးရဲ့ကျွန်တော်ဆိုချင်တာသူ့ရဲ့ယုံကြည်ခြင်းနော်နာဝမီပေါ်မှာထားတဲ့ယုံကြည်ခြင်းနော်နာဝမီနော်သူ့ရဲ့သားဆုံးသွားပြီဒါပေမဲ့ဘာဖြစ်လို့ဆက်ပြီးတော့နော်နာဝမီပေါ်မှာဆက်ပြီးသစ္စာရှိတယ်ပေါ့နော်ကျွန်တော်တို့ကကျွန်မတို့ကဒီလိုမျိုးသစ္စာလေးပေါ်မှာနော်ပြောနိုင်တာကိုရောဖျားကျွန်မဖျားကိုရောမျိုးကြီးကျွန်မမျိုးနော်တော့ကျွန်တော်ဆက်ပြီးလေ့လာခဲ့တော့ဒီလူကလေးကကျွန်တော်လေးမှာကျွန်တော်ကြည့်နေဆိုရင်လူကလေးအားဖြင့်သူကဆွေကြီးမျိုးကြီးဖြစ်သွားတယ်ဆိုတာနော်ဒီတမချန်ဖတ်ရပါတယ်နော်လူကအားဖြင့်သူဘာဖြစ်လာလဲသူကဆက်ရှိကနေစနေကလို့ဆိုရင်သူရဲ့သားကစက်ကနေပါတယ်တင်ကြီးပြမှာနော်မီသားရောက်ကြလို့ရပြီဆိုရင်သူငယ်ကိုအော်ပက်နေမိကြတယ်အော်ပက်သားကရေရှင်းသားကဒါဝိကသူနေဖင်ကတော့ဘယ်လိုစင်တယ်နော်ဒါဝိကစင်တယ်ဆိုတော့ကျွန်တော်စဉ်းစားမယ့်အချက်ကြီးကျွန်တော်မိခင်နဲ့ပြည့်ပြည့်တူမိဆိုယုံကြည်သူမျိုးဆိုကျွန်တော်ဒုက္ခခက်ခဲရောက်ခဲ့တယ်ကျွန်တော်ဖျားရှင်နဲ့ယုံကြည်တာပူဇော်တာလို့ဖျားရှင်ယုံကြည်ပူဇော်ကျွန်တော်ဝတ်တဲ့တာကိုဖျားရှင်ကြီးမားတဲ့နေရာလို့အပေါ်ဝယ်လို့ဆိုတော့ဒီမှာတက်တင်ပြတယ်ဆိုကျွန်တော်နေနေဒီလိုတော့ဒီမှာရှိတဲ့ဒီကောင်မှမားတယ်တော့ကျွန်တော်ဘာကိုခွာနေပြီးပြချင်ပါတယ်နော်ရောက်တဲ့ဖျားရှင်ထောင်းပြီးပါလေဒီကျွန်တော်တို့ကိုအားစီစဉ်တော့အားလုံးပဲစတောင်းတယ်ကိုကျွန်တော်ဆရာရှိချက်ကိုမိသားနဲ့ခေါ်ပြပါတယ်ဘုရားဒီကိတွေ့တယ်လေစတောင်းတယ်ကိုကျွန်တော်မိသားနဲ့ခေါ်ပါတယ်ဒီနေ့ချက်တဲ့ကျွန်တော်ဆရာဆန်တရားဒေသနာဟောပြီးခက်တဲ့ကိုကျွန်တော်ဘာလို့စုတော့ဘာလို့လဲပြန်ကောင်းလဲကျွန်တော်တိတ်ချွတ်ချင်ဆိုတာနဲ့ချင်းလာချင်းမနာတောင်းတာလည်းပါကြတော့ဘာမှဒီလည်းဒီလည်းဘာလို့ဆိုရှေ့ကိုတောက်ချသွားမယ်ဒီတော့ဆိုတော့ကျွန်တော်လည်းပြန်ပြောလာတယ်တောင်းတယ်ဆိုတော့ကြောက်ကောင်းတဲ့ဆုံးတော့တော့ဖားလို့ဆိုပြတယ်ဒီရတော့ဘာရှိလို့ဒီတော့ဒီများကိုခေါ်ဆောင်ပြီးဒီရတော့လည်းကိုဆောင်တော့ကျွန်တော်တို့ကျေးဇူးတင်ပါတယ်ဒီရတော့လည်းခါမှလည်းချင်းတဲ့ပုံပဲကိုရောရှိတော့ကတော့အားဖြင့်ဒီဆောက်ဆရာဖြစ်ပြီးတော့ကိုအားရဆရာဒီရတော့လာတဲ့ခါမှလည်းကိုရောရှိဒီရတော့ကိုရောရှိတော့ကတော့ရှားမှလည်းခါမှဒီအိမ်သူများတဲ့ခါမှလည်းကိုရောရှိတော့ကတော့ပုံမှန်ပြီးတော့ဘောမဆောင်ပါဆိုတဲ့တော့ကာအင်းညာကနိုင်အောင်ဒီရုပ်ကြည့်တော့တာလို့နေတယ်ဟောတစ်ချက်တည်းတော့နေပြီးပါဝင်တော့ဒီညမှာ fellowship မှာလည်းကိုရောရှိကောင်းချင်တယ်တော့ဒီရတော့လာတော့ကိုရောရှိတဲ့ကိုရောရှိဘုရားထင်ရှားဖို့အတွက်ချင်းအပြင်ကိုဆောင်တော့တော့မျိုးစကားကိုဆောင်တော့တော့အချင်းများကိုဆောင်တော့တော့ရိုဘိုတိုင်းလိုက်အောင်ပါပြင်ကိုရောရှိတဲ့ဘုရားထင်ရှားဖို့ရတယ်တိုင်းအောင်တော့အားလို့ကိုရောရှိကောင်းချင်တယ်တော့ပါတို့တဲ့တော့ကအညာဒီချင်းကမှလည်းမိခင်များလေးဖြစ်တဲ့မိခင်များလေးမှလည်းမိခင်များကိုကောင်းချင်တယ်မိမိအိမ်ထောင်ကိုစီတော့မိမိအိမ်ထောင်ကိုအဆောက်အအုံတွေဝင်ကြီးပိုင်းမှာဖြစ်စေအိမ်ထောင်ရေးပိုင်းမှာပညာရေးပိုင်းမှာဖြစ်စေမှုဆောင်တော့မိခင်များဖြစ်စေတော့ဖြစ်စေဖြစ်တော့ကျွန်တော်ကျေးဇူးတင်ပါတယ်သူတို့ကမှအိမ်များမှာအစားတော့အပြည့်ကျွေးပြီးတော့အလုံးများစွာရှိတော့သူများကိုလည်းကောင်းချီးပေးလာပါဒီနေရာမှာလာတဲ့ခါမှာလည်းကိုရောရှင်တော့ကတော့နားထောင်တဲ့အခါမှာအချင်းချင်းတက်တယ်ကိုရောရှင်တော့ကတော့အပြည့်ကျွန်တော်တို့တက်တာဖြစ်စေတော့ကျွန်တော်တို့တက်တာရောက်ကြတဲ့နေရာမှာဖြစ်စေဇာတိပိုင်းမှာဖြစ်စေကိုရောရှင်တော့ကတော့အဖြစ်ဖြစ်တဲ့တော့ကိုရောရှင်ရဲ့ဘုရားထင်ရှားမှုရတယ်ဒီတော့တက်တာကောင်းချီးတယ်ဒီနေရာတို့လာတဲ့ခါမှာလည်းကျွန်တော်တို့ဒီစီဝေး
ယုံကြည်သူသားသမီးများဒီစီဝေးပြည့်တဲ့အခါမှာလည်းကျွန်တော်စီဝေးတက်ဒီနေရာမှာလုပ်မှာဖြစ်ပါတယ်စီဝေးလုပ်တဲ့အခါမှာလည်းလူ့ဉာဏ်အဖြစ်အထူးရောက်အောင်အဖြစ်ကျွန်တော်ဒီနေရာမှာလုပ်တဲ့အခါမှာကိုရောစီကောင်းချီးပေးပါကိုရောစီအထူးရောက်အောင်ဖြစ်စေအောင်ပါဒီနေရာမှာလာရတော့အားလုံးဒီစီမှာချမ်းမချမ်းမချာဖြစ်တော့ကောင်းစိတ်နဲ့ဆိုင်အဖြစ်မချမ်းမတော့တော့ကောင်းကိုရောစီချမ်းမတော့ကိုပေးတော့ပါဒီနေရာစီဝေးပြီးတဲ့အခါမှာလည်းဒီတို့ပြန်သွားတဲ့အခါမှာလမ်းမှာလို့ရှိချင်း accident ဖြစ်ချင်းတော့ရှင်မျိုးတို့မဖြစ်တဲ့ကိုယ်ကိုဒီတို့ပြန်ပို့ပြီးကိုယ်မှာဒီကိုရောရှိရဲ့ခြေတော်ကြောင့်ရောက်စင်တဲ့အကြောင်းဘုရားကိုတောင်းလျှောက်ပါတယ်။ဒီညစီဝေးကိုလည်းအစနဲ့ဆုံးဖြတ်တဲ့ဘုရားရှင်ပါရှိဖြစ်တော့ကြောင့်ဘုရားကျေးဇူးတင်ပါတယ်။ဆုတောင်းနာတဲ့အခါမှာရှင်ပြန်ထားပြီးတော့ဒီလိုအားဖြင့်ဆုတောင်းဆက်ခံလို့ဘုရားကဆောက်ပြတယ်။အာမင်။အားလုံးမင်္ဂလာနေ့လည်းဒီမှာလို့ဘောရစိတ်မှာဖြစ်ပါတယ်။ငါမှစပီကာတတိယကောင်းကဘာအရရတဲ့ကျင်းညာတော့ကဤမိမအမျိုးသမီးကိုအောင်မိတ်တတိယကြရန်သူပြုခဲ့သောကောင်းမှုကိုပြောကြားကြလိမ့်မည်စမတဲ့16ကဲခဏဆိုတော့ကောင်းရတဲ့ဘုသောကျွန်တော်ကိုယ်ကိုယ်တော့မင်္ဂလာရှိသောမိခင်များနေတယ်ပြန်လေဒီအမှလို့ထားရတော့ပြုပြီးတော့အမိခင်များပုံပြတော့ပြီးတော့ချင်းတယ်ဘုရောကျွန်တော်တို့ဆက်တော့ပြုတဲ့လာရောက်တော့ဒီအောင်တိုင်းဒီဆောက်စီယာဖြစ်စီမှာကြောင့်ချိန်တိုင်းကိုလည်းဟုတ်တယ်ယေရှုနာမနဲ့စက္ကအနန္တဘာပြတဲ့ကျွန်တော်တို့မိခင်များနဲ့ကြောင်းကိုခုကဖတ်ထားလို့ပဲဘာဖြစ်လို့ယေရှုကိုယ်တိုင်ကဒီမိမအကြောင်းကိုကကဘာပုံစိုးပြီးတဲ့အောင်ဟောပြောကြပါလို့ပြောတတ်တယ်။ဘာဖြစ်လို့နောက်လိုက်ဆက်တဲ့ယောက်ျားတံမဲ့ယောက်ျားရဲ့အကြောင်းကိုဟောပါလို့ကြားစာတယ်ဥမာတွေ့။ဘာဖြစ်လို့ဒီခင်ရဲ့အကြောင်းကိုဟောခိုင်းတယ်လဲ။စဉ်းစားစာကြောင်းရှိတာလေ။ Mother's Day is not about mother. မိခင်များနဲ့ဆိုတာမိခင်ရဲ့အကြောင်းပြောဖို့မဟုတ်ဘူး။တော့မိခင်ရဲ့ပေးဆက်ခြင်းမြတ်တာကိုစဉ်းစားရှင်းချင်းကလေးငယ်လေးတွေကမိခင်တွေလို့တန်ရှင်းတော့ပြီးလို့နိုင် grow up mature ရင့်ကျက်ဖို့ရရှိတယ်ဖခင်များလေးဆိုတာလေဖခင်တွေအကြောင်းမဟုတ်ဘူးဖခင်ဒီလိုပဲယောက်ျားလေးတွေကဖခင်ရှိပြီးမှရင့်ကျက်ဖို့ရတယ်လို့ရှိတယ်ဆိုတော့မိခင်တွေနဲ့သူတစ်ဖြစ် FCF ရဲ့ပထမဆုံးမိခင်များလေးမှာမိခင်ရဲ့ချစ်ချင်းမြတ်တာပထမဆုံးကျွန်တော်တို့ကတိဖို့ရတယ်မိခင်ရဲ့ချစ်ချင်းမြတ်တာကိုတိမှပဲဖို့ဘုရားခင်ရဲ့ကောင်းတဲ့ခြင်းကိုတိမှဖြစ်တယ်မိခင်မြတ်တာကိုမသိတဲ့လူဟာဘယ်တော့မှမျက်စိနဲ့မမြင်နိုင်တော့ရက်စွန်နဲ့ကံမပြနိုင်တော့ဘုရားခင်ကောင်းတဲ့ခြင်းလုံးဝမမြင်နိုင်ဘူးကိုယ်ပါစတော့တမင်ချွေနေတဲ့လူမျက်စိနဲ့ဒါကျွန်တော်အမေတို့မြင်တဲ့လူကတော့မချစ်ဘူးမကြောက်ဘူးမျိုးတွေဆိုရင်နာဝိဖြစ်တော့ထိုဘုရားကိုယုံကြည်ပါတယ်ချစ်ပါတယ်ဆိုတာတော့ဖြစ်နေဘူးကဘာကြောင့်လဲကောင်းစီရပါတော့လေမိခင်များကိုဘာဖြစ်ဘုရားကဖန်ဆင်းတယ်ဘုရားရဲ့ကောင်းတဲ့ချစ်ကိုတိဖို့အလုံးမှာထားချင်ဖြစ်တယ်လို့ပြောတယ်အဲ့တော့ဘုရားကျက်စာဖတ်ပြီးကျက်စာပါပြောလေမိမကြီးတဲ့မိမိဖွာတော်သားကိုမတနာတိတိုင်အောင်တစ်ချက်ကျက်စာပြောလို့အားလုံးကြားမှာပါတစ်ချက်တော့မိခင်များအားလုံးကိုမွေးရကလေးအားလုံးချစ်တယ်မှန်တယ်တော့မကျက်စာဆက်ပြောတာကမိမိတို့စုတကယ်ကိုမိတ်ပြော့နိုင်တော့တဲ့ကျန်တဲ့ကလေးတွေကလို့စုလို့တဲ့အတွက်မိကောင်းမိလိမ့်မယ်တော့လက်ရှိလို့ဆိုတဲ့ကလေးကိုမင်းနဲ့ဆက်တော့ရှိဘူးတဲ့တစ်ချက်အကယ်၍အဲ့ဒီကလေးကိုလည်းမင်းဒီထားအောင်တော့တော့ချက်ဒီဥစ္စာဝိုက်တယ်မိခင်နဲ့တာတော့ဒီမှာမင်းနဲ့ထားတော့တဲ့တင့်ကမမပြီးဘူးအဲ့ဒီဥစ္စာနားချလို့တော့ကောင်းပါတယ်ဒါပေမဲ့လက်တွေ့ရှိရင်တော့
နည်းနည်းစဉ်းစားဖြစ်လာတယ်ကျွန်တော်ပထမဆုံးကျောင်းဆရာစလုပ်တဲ့အာကာသစမီဆိုတဲ့ကျောင်းမှာရှိပင်တဲ့တောင်ပိုင်းဖြစ်တဲ့ဒီခပင်းနဲ့ဆက်ဖြစ်တဲ့အဲ့နေရာမှာအဲ့ရွာလေးကဒီဘက်မှာဆက်တယ်နဲ့စီးတယ်ချောင်းကြီးရှိတယ်ဒီနေရာမှာ6တိတိလေးရှိပါတယ်ကျောင်းကအဲ့ရွာလေးမှာတည်တာဖြစ်တယ်အဲ့ရွာကကျောင်းမှာကျွန်တော်ခက်တဲ့ပထမဆုံးကျောင်းဆရာစလုပ်တဲ့ဘလုံးကွဲဟောမှာဒီနေရတယ်ဆိုအဲ့ဒီကအော့ဂတ်စ်ကိုမိုးရဖြစ်တယ်ချစ်တော်မှာကနေမိုးရွာရင်ရေကချက်ချင်းတက်လာတယ်အေးရောကလူရမိုးရဒီမှာသူတို့ခေါ်တော့ဝတ်တော့ကိုခေါ်တယ်နှစ်တွေကိုတွားချိုးပြီးမှဈေးမှာတွားရောက်တယ်ဆန်စားယူတယ်ကျန်လာတယ်ချစ်တူတယ်နှစ်ကိုပဲပြုတ်တယ်ချက်တယ်တုတ်စားကြတယ်ဆိုတော့အဲ့နေကြတယ်သူတို့ကဘယ်နဲ့စောကြီးအေးဘလုံးကွေးကိုဖျက်ပြီးမှဟောဖက်ချောင်းတော့တွားပြီးမှနှစ်ဒီတွားကူးတယ်ကျွန်တော်အဲ့မှာဆက်ဆရာဆိုတော့ညနေကျရင်ဘလုံးကန်တယ်ဆိုတော့ဘလုံးကွေးကိုချင်းကြည့်နေတယ်စာတင်ခန်းရတယ်နေရတယ်နေတဲ့7နာရီလောက်မှာဘလုံးကွေးမှာရေရောက်လာပြီဒူးတော့ဖြစ်လာပြီညနေ3နာရီလောက်ကျတော့ဘလုံးကွေးမှာရေပြတ်ပြီးတော့လေပြင်းတော့ဖြစ်လာပြီအေးချောင်းရဟိုးဒီမှာမင်းကလေး10ရောက်တော့ထိုင်နေကြတယ်အေး10ရောက်ခဲ့မှာမင်းကလေးကလေးတွေတယောက်ကသူ့ရှေ့ကချောင်းကိုတော့ကူးလာတယ်သူထမ်းထားတဲ့မြစ်ချင်းကျူတော့အဖြည်းဖြည်းကူးလာပြီဒူးတော့ရောက်လာတဲ့တော့ချင်းခါရောက်လာတဲ့ချင်းရေပတ်မြစ်ကိုလည်းပြောတယ်အဲ့လိုတင်းမှကူးလာတယ်ဒီစတမမြေရောင်ကြီးပြီးလာပြီမိုးရဖြစ်တဲ့အတွက်တော်ရနဲ့ဘောချလာတဲ့တစ်တုံးကြီးပြိုလာတဲ့တစ်ပင်လေးကြီးကတော့ဟိုရှိနေတယ်မိသား100လောက်ရှိပြီးရင်ဘယ်မှာချောင်းနဲ့ပြေးလို့လဲအေးဆိုတဲ့နေရာမှာရေဝဲကြီးအဲ့ဒါကိုကြောက်ဘူးကူလာပြီဘလို့ပြေးရောက်လာပြီတော့ထားရတယ်ဟောဘာဖြစ်မလဲဒီမှာတော့တက်ရှိတယ်ခင်းတဲ့အတိုင်းပဲဘလို့ပြေးအလေရောက်တော့တစ်ပင်နဲ့သူ့ရဲ့ပလိုင်းကိုကြီးပြီးတော့စခါရဲဘလို့ပြေးမှမိထောင်ပါသွားတယ်ဒီမှာချောင်းပဲမိဆိုတော့အလေမှာဘာဖြစ်လဲရေဝဲဘောရေဝဲမှာနေချီတဲ့မရှိတော့ကျွန်တော်ညောင်းနေတယ်ဆိုတော့သူ့အကြောင်းတော့မရှိတော့ပါပါပြီညနေကျတော့သူကညနေညကြည့်လို့မစောက်တယ်သူတော့တင်းနေကျွန်တော်ကလေးတီးတော့မယ်သူစီကကျွန်တော်ကတင်းစေတော့ကိုတော့နေဆိုဆုံးဖြတ်ချက်ဆိုတော့မိခင်မြတ်တာတော့ကြီးမားပါတယ်တော့ကျွန်တော်နေနဲ့ခုနကျန်းစာလည်းပါပါတယ်မိခင်ဆိုတာဘယ်လောက်ထိမိတာကြီးမားတယ်လဲသူ့အသက်ကိုဘယ်လိုမျိုးဒါပေမဲ့ကျွန်တော်နားလည်ဖို့ကဒီညမှာမိခင်ဆိုတာတားဖြစ်တယ်လူတွေရဲ့ပေးနိုင်တဲ့အတိုင်းအတာဖြစ်တဲ့သူတို့တားသမီးတွေကိုပေးနိုင်လူသားတွေဖြစ်တဲ့အတွက် maybe တက်90ထိပေါ့တက်80ထိပေါ့ဒါပေမဲ့ဟုတ်လားဒီစက်50နဲ့30မှာတောင်ကြီးတို့ကြီးဘာဖြစ်လဲတောင်ကြီးတို့ကြီးပြောင်းလဲသွားရွေ့တောင်ငယ်တို့တွေရွေ့လှုပ်ရှားကြတော့လေတင်တော့ကိုငိုင်းနေတာလုံးဝမရှိဘူးတဲ့တော့ခေါ်ရစားရှိတယ်တောင်ကြီးဆိုတာမိဘကျွန်တော်အားကိုးဆိုတဲ့ဒီချက်မိဘပဲအဲ့တောင်ကြီးတို့ကျွန်တော်အားကိုးနေတဲ့မိဘဆိုတာလေအသက်80 100ရှိတယ်ကျွန်တော်တို့မိတာကျွန်တော်တွေ့လို့တော့တယ်အသက်100ကျော်ပြီးဒီကောင်းပါပဲကျွန်တော်မြင်ရတယ်ကျွန်တော်လည်းသိတယ်ကျွန်တော်ဒီလိုဆိုမြင်ရတော့ချက်ကျွန်တော်ရင်ခဲ့လို့ဆိုတော့မမေ့ဘူးကျွန်တော်မြင်ရတယ်ပဲညာပဲဘာဖြစ်လဲကျွန်တော်ရေတော့ဟိုနေ့ရွာမှာ6သွားတယ်ခယူကောက်တယ်ခယူဆိုတာကျမ်းမှာမပါလား6တော့ဆိုတော့ခယူကောက်လို့ရတယ်ဒါဆိုတော့ငါတို့ဆိုတာအားကက်တယ်10ကောင်းလို့ရတယ်ကျွန်တော်ညီကိုဘောလုံးက6ရငါရှိကောင်းလို့ဆိုတော့အမေကတတိယနေ့မနေ့ကျကျွန်တော်ပါမြန်တဲ့ကောင်းစားကိုငါတော့ချက်ပေါ့နော်ငါကရှိကောင်းတော့ညီကိုဘောလုံးက6ရလို့ဆိုတော့အမေကငါ့ကိုမစားဘူးအမေကငါ့ကိုကြိုက်တာတဲ့ကဲလိန်တယ်တော့အမေကဒါပေမဲ့အမေလိန်ချင်းဟာဖြူစီတော့လိန်ချင်းဖြစ်ပါလေโอเคအဲ့တော့တော့မလာပြီဒီ
ဒီအမေဒီဝေးကြီးသူတို့မဆက်တော့ထဲကိုမြင်မဲ့ငါ့ဘုရားကသူစားရင်ငါမစားပြန်နေလို့ရှိဘူးမလားဒါပေမဲ့အမေမအောင်ကြိုက်တာကျွန်တော်နေခဲ့ဘူးလေခုနကကောပဲစမ်းနေဆိုတဲ့နေရနေနေကျွန်တော်ကြည့်တော့မှဆိုရင်လဲဆိုကြက်တားစားတယ်တဲ့နေမစားဘူးစမ်းနေကျွန်မကြည့်တော့မကြိုက်တယ်ကျန်တဲ့ဥစ္စာမကျွန်မမကြိုက်တာတဲ့ကလေးဆိုတော့ကျွန်တော်အမေပကံမှာအယိုးကြီးရပေါ်လာတယ်ခြေတော့ဒီဒါအယိုးမကြိုက်တာတဲ့လိန်ခဲ့ဘူးလေဒါပေမဲ့သူတို့နေတာဆိုတာတော့မှကလေးမစားချင်တဲ့ဥစ္စာကိုသူတို့စားဖြစ်တယ်အဲ့ဒါမိဘရဲ့နေတာဆိုတော့ကျွန်တော်မိဘဆိုတာဆိုရင်မိခင်ဆိုတာအဲ့ဒါကျွန်တော်ပုံမှာသူစားဖို့သူအသက်ကိုပြီးပြီးမှဒီကလေးကိုချစ်ချင်ဖြစ်တယ်ဆိုတော့ကျွန်တော်မိခင်နေတာကျွန်တော်ကျန်းစာထဲမှာကြည့်မယ်ဆိုရင်လေမိခင်ကဘယ်လောက်ထိနေတာရှိတယ်လေကျွန်တော်တို့အတွက်တောင်းရှိတယ်ဆိုတော့ကျန်းစာတိကျကျွန်တော်တို့ပေါ်ပြထားပါတယ်မောဆက်စ်လေးကြည့်အောင်မောရှိရဲ့အပင်ဟာသူကလေဝိတုဖြစ်ပါတယ်တော့အီဂျစ်ပြည်မှာဣတေလရောက်ကြတဲ့လေဝိရှိစီတက်စီဆိုတဲ့အမိန့်ထုတ်တဲ့အချိန်မှာမောရှိလေးကိုဘယ်လိုသိရလဲဘယ်လိုထွက်ရလဲဆိုတော့နောက်ဆုံးနေအဲ့ဒီအချိန်မှာသူကသတိထားမိလာတယ်နော်ပဲတင်ဆောက်တဲ့အချိန်မှာဘုရားသခင်ကဖွင့်ပြတယ်ဆိုရှင်ဒီအားအင်္ဂလိပ်ကျမ်းစာမှာဒီအားဆိုတဲ့စကားကိုသုံးထားပါတယ်ထိုနည်း၎င်းလည်းမောရှိကိုမြန်မာကျမ်းစာမှာတော့ပခက်သုံးထားပါတယ်ပခက်လေးမှာမောရှိကိုသိထားလို့ဖြစ်တယ်အဲ့ဒါဦးလေးကျမ်းစာမှာတော့ဒီအားကိုသိထားပါတယ်ဆိုမိခင်များပြရတဲ့ဒါလိုက်အဆက်တွေရှိတယ်လို့ဖြစ်တယ်ဒါကြီးလားကပြီးအဲ့မောရှိကိုနည်းကျမ်းစာကိုနေပေးတယ်ဒီအချစ်နိုင်ငံမှာကျွန်တော်နိုင်ငံမဟုတ်ဘူးအချစ်သူတွေနဲ့မရဘူးရဘူးဒီစကားကကောင်းလေးလာပါတနေ့ကျခုနိုင်ငံကိုပြန်ရမယ်ဆိုတဲ့နိုင်ငံရှိတဲ့ကိုလည်းတွေးပြီးနေတာဖြစ်တယ်အဲ့ဒါမိခင်ကအများကြီးကြီးတယ်ဒါလည်းမကတဲ့ကျွန်တော်တို့တိမောသေကိုကြည့်မယ်ဒီမသိကြပါနဲ့တိမောသေရဲ့အမေယူနစ်တာလေသူ့သားလေးကိုလည်းကျမ်းစာသူတွေချင်းအဖြစ်ကျမ်းစာကိုရေးတဲ့တိမောသေဖြစ်လာတော့ကျွန်တော်ကြည့်မယ်ဆွဲရဲ့အမေဟနာကလည်းဆွဲရောကျမ်းစာသူတွေပေးချင်းအဖြစ်တာလေဆွဲဟာ prophet ရောက်ဖြစ်လာဖြစ်တယ်နောက်ပြီး James John သူ့ရဲ့အမေကလည်းထုံးဒီကောင်းပဲသူ့အမေသူတွေချင်းအဖြစ်တာလေယေရှုနောက်လိုက်ဖြစ်လာဖြစ်တယ်ယောဟန်ကြည့်မယ်သူ့အမေ Elizabeth对，都能去安排。对吧？不敌人，要喊起来起来。所以你看你就表现那个，人家以前那么多，路没有以前那么多，起码对没？别个老师那么多，都得吃哈，啊不嘞？他妈的呀嘛，对吧？啊多对呀，哎，那都不对呀，别哦嘛。အောင်ကြအောင်အမြဲထင်ပေါ်တဲ့ဘရိုဖက်ကြီးပြလာတော့တွေ့ရတယ်။အဲဒါကြောင့်သူမိခင်ကမေတ္တာရှိတဲ့အပြင်ကိုယ်ကလေးရဲ့ပုံမှာလည်းအများကြီးကျွန်တော်တောင်းရှိတာကိုကျွန်တော်တွေ့ရတယ်။ကျွန်တော်မိခင်ရဲ့အပြောတော့အဲ့ဒါလေးကတည်းကမိခင်ကအများကြီးချတယ်သူတဖြစ်ရင်ထုံမိသားစုမှာပြဿနာရှိကြပါပဲပြဿနာမရှိရင်ထုံရှိဘူးအဲ့လိုပြဿနာရှိလာတဲ့အခါမှာအဲ့ဒါရေးကြည့်လာပြီတဲ့အဲ့ဒါကိုလည်းမလို့တော့မိခင်တယောက်နေလဲဖခင်ချက်အမျိုးသားချက်ပညာချစ်တာတာပဲဘူချက်တာချက်တာပဲပို့ပြီးမှအရင်ချင်းချင်းခင်ဗျားအတွေ့ခေါ်တာဒီယောက်ျားတဲ့ပို့ပြီးတော့မှန်ရင်လည်းတော့အငြင်းကိုဖြစ်လာပြီin to where le se si ti la mi la so viva però più la te già già di chare lo ti ma più le no la me so e ci dai kina a so bi chi a pi kina ta ma hao ji ni la shi ye le ti nyai soပြောချင်တယ်ဆိုမိခင်ရဲ့အပြောဟာအင်မတန်မှရေးကြည့်တယ်ကျွန်တော်ဒီခက်ဘူးတွေပြောမှာအဲ့မှာထင်းတော့ပြောရတယ်
ဖွေးအဖွေးဘူးဘောကလေးပြောင်းအဖေတိတုံးထားသူမိမကိုဝါရှင်တာငါမိမကဝါရှင်ပြီးအပြစ်ရှာနေတယ်ဒီနေ့ကျတော့ထားလာတိတုံးလာနေတယ်ခါလေလို့ဒီလိုထားလာခါလေမိမလည်းထုတ်ထားတယ်တမ်းကြိုင်လေး special ကြောထားတယ်ခါလေဟို share တော့အတဲတော်လေးပုံစံလို့မိမတမ်းကြထုတ်ထားတယ်တော့ကြားလိုက်တော့ပဲတိုင်နေဆိုမှကြားဒီရှိမှာပုံထဲချလိုက်ခြေသားနဲ့တုံးနဲ့တက်လာဝေးတော့ပါဦးဆိုတော့ဒါပေမဲ့ဒီမှာဘာဖြစ်လဲတော့ကြည့်တဲ့တုံးကိုထားလာတယ်အခုတင်သွားတော့ထားတစ်ခုဖြစ်ကျွန်မချက်ခဲ့ပါဘောဆိုတော့ငါအိမ်ရောက်လည်းမိမောင်ပေါ်တော့မယ်ဆိုတဲ့ယောက်ျားနေတော့မတော့သေးဘူးလေတော့ခေါင်းတိတက်ကြည့်တာရှိသေးတယ်တော့သေးဘူးလေဒါတော့တာကြည့်နေတဲ့ယောက်ျားမှန်တော့မှပြောစီတယ်ဒီခင်ရဲ့ဒီကောအဲ့ဒါကြောင့်အကျန်းစာတိကျတော့ပြထားတာကတော့ဓမ္မရာဇဝင်တတိယဆောင်ပါတိကိုယ်ကလည်းဆက်ရှိမှာတိကျပြထားတယ်ရှိတဲ့တော်ဖတ်တော့အဲ့မှာပြထားတယ်ဆိုလို့ရှိရင်ဒါတော့ယဉ်ကြီးအတက်တရားနဲ့ရှိပြီအတက်တရားနဲ့ရှိတဲ့အချိန်မှာဒါဝင်ကြီးအောင်ကြာပြီးတော့မယ်စကားလေးပြောနိုင်တော့တယ်မဟုတ်နိုင်တော့အဲ့ချိန်မှာနာတာဆိုတဲ့ prophet ကဘရှေဘာဆိုတဲ့ကလေးလေးရှိရောက်လာတယ်ဘရှေဘာမြို့ထဲမှာတော့ဘွဲတွေလုပ်နေပြီအေးအကြောင်းကိုသိသလားတခါရဲရှင်ပြေဒါဝိဒ်ကြီးတေလို့ရှိရင်ရှင်ပြေဖြစ်မလဲဆိုတော့ဘွဲတွေလုပ်နေအကြောင်းသိသလားဆိုတော့ဘရှေဘာဟာဒီတဲ့ဆိုအကြောင်းလုံးဝမဖြစ်နိုင်ဘူးဘုရားပြောတယ်နာတာပရိုဖက်နာတော့လာစားနာတာကဲနာတာဟုတ်တယ်လားဟုတ်တယ်အဒိုနီယာဆိုတဲ့သားကြီးကဝိတ်လို့ပြီဟာအဲ့ရှိကြည့်ခေါ်ပြီးမှဒါဝိတ်အနေစားရောက်မင်းဖြစ်နေရဲ့ဆိုမှပဲကျင်းရတဲ့ခါနဲ့နိုင်ငံချင်းအပွဲလို့ပြီဆိုတော့ဒါဝိတ်ကြီးအဲ့ချိန်မှာဒီပြဿနာလုံးဝဖြစ်နေဘာဖြစ်လဲကျွန်တော်စိတ်တော်ကြီးတွေ့တော့ဘုရားရဲ့စိတ်တော်နဲ့တွေ့ကိုညာရည်ချင်တော့အကြောပြောချင်တဲ့မိကွယ်လေးကဘုရားရဲ့စိတ်တော်နဲ့တွေ့တဲ့သူတွေနဲ့ဒါဝိဒ်ကြီးကကျွန်တော်စိတ်တော်ကြီးတွေ့တော့သူဤကိုမဝေတော့ဆောလမုန်သားလေးကျွန်တော်အရက်အရာကျွန်တော်ရဲ့ထိနှံကိုစိုးစံတယ်လို့ကျွန်တော်ဆိုပြပြီးသားဘုရားကပြပြီးသားဒီပြဿနာဆိုတော့မတူနာတာလို့ပြောတဲ့အချိန်မှာဆောလမုန်နာသာဆောလမုန်ကောင်းချီးပေးလိုက်ဆောလမုန်မကြာခင်ခင်ဗျားရဲ့အဖိုးကြီးရှိတဲ့နေရာအာဗြဟံအိုက်ဆက်ဂျေကုပ်ရှိတဲ့နေရာဆိုတော့မယ်ခင်ဗျားဒီဣတိလမျိုးကိုဥဆောင်ပါလို့ကောင်းချီးပေးလိုက်တဲ့အချိန်မှာအဲ့ဒီညမှာဘုရားသခင်ကဆောလမုန်ရဲ့အခါကိုအကြည့်အရှုရောက်လာတယ်ဟာစဉ်းစားကြည့်အကြည့်အရှုရောက်လာတယ်ဆောလမုန်ဘုရားဘာလို့ရှိတယ်လဲအဲ့လိုတောင်းတဲ့ချိန်မှာဆောလမုန်ဘယ်ရောက်ရှိဘူးကိုတော့ဒီတော့များပြားတဲ့ဣတိယမျိုးကျွန်တော်ဥဆောင်နေဘူးမင်းရှိပဲမလုပ်တဲ့ဘူးအမရှိတဲ့ဒင်းကျွန်တော်မလုပ်တဲ့ဘူးကျွန်တော်အောက်ဆောင်တယ်ကျွန်တော်ညံပြပေးစမ်းပါဗျာလို့တောင်းတယ်ဘုရားဒီတောင်းတဲ့စာကို confirm အကြည့်ပြုတယ်ခင်ဗျားတောင်းတဲ့ညံပြအပြင် plus ချမ်းသာစိတ်နာမည်ချင်းကျွန်တော်တို့ကဘုရားခင်တာကိုကအတော်ညာတော်ပါရဲ့ဆိုတဲ့လူကိုမရှာဘူးကိုနှိမ့်ချတဲ့လူကိုရှာတဲ့ဘုရားဖြစ်တယ်။ဒါနဲ့ဆိုတော့ကျွန်တော်တို့ဆောလမုန်နဲ့အတော်ညာကိုတိုက်ချင်ကြအောင်ဘုရားသခင်နဲ့ဒါလိုက်စစ်တွေစကန်ဆိုရင်ဆောလမုန်ကောင်းကြီးရနိုင်စရာကြောင်းလုံးအောင်ရှိဘူး။ဘာလို့လဲဆောလမုန်ရဲ့အမေဟာသူများရဲ့စစ်ဘိုလ်ကြီးယူရီးယားရဲ့မိန်းမနဲ့ရတဲ့သားကိုကောင်းကြီးရစရာကြောင်းလုံးအောင်ရှိဘုရားသခင်နဲ့ဒါလိုက်ဆုဖြတ်စကားဆိုရင်ပထမသားတည်ပြီးဒုတိယသားဖြစ်တယ်ဆိုတော့သူဘာမှမလုပ်ချင်ဘူးတော့သူ့အမေဘရှေဘာရဲ့နှိမ့်ချခြင်းကိုအမျိုးသားကိုဘယ်တော့မှမတော်နိုင်ရဘူးနှိမ့်ချခြင်းကနှိမ့်ချခြင်းကဘာသာဟောကြည့်ရအဲ့တော့ပြောချင်တာဖြစ်တယ်အဲ့ဒါကြောင့်
ဆိုတော့သူသူပဲလေဘလို့အတော်ရကခဏကိုတောက်တင်းတယ်ပညာရေးရှိတယ်ရုပ်ချောတယ်အပြောဆိုကောင်းတယ်မဲထည့်တယ်ဆိုရင်လှုပ်ပဲစနေတဲ့ထည့်တယ်ဆိုရင်ဆိုလို့ကောင်းဆိုဖြစ်တဲ့အကြောင်းလုံးဝမရှိဘူးဒါပေမဲ့ prophet နဲ့မင်းဘယ်တော့တာလဲဘယ်တော့ရခုကြီးလဲလောကအမြင်နဲ့ကြည့်တော့ prophet ပဲလေရှင်ပြရှင်ပြတယ်ဒါပေမဲ့ဖခင်ရဲ့အမြင်မှာဖခင်ဘယ်သူပြတ်တာပါတယ်ဆိုတဲ့နေရာမှာဘူကြီးကြီးတယ်အဲ့ဒါကြောင့်မိခင်ညာနေတယ်ကျွန်တော်ခီဘာလို့ဒီလိုဖခင်ဆိုတာကိုယ့်ရဲ့ကောင်းချီးအချင်းဖခင်ကိုသိချင်အဖြစ်သိချခြင်းအဖြစ်လေကျွန်တော်ရဲ့သားအတွက်ကျွန်တော်ရဲ့တမီးအတွက်ကောင်းချီးမင်္ဂလာဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်ထပ်ပြီးမှပြောချင်တယ်ဆိုတော့ခုနကကျွန်တော်တို့ပဲကျွန်တော်တကယ်ရှိကိုလည်းကဓမ္မဟောင်းမှာပါဆရာအဲ့ဒါကြီးဓမ္မဟောင်းမှာပါဘုရားဘုရားတကယ်ရှိကိုလည်းကဘာဖြစ်လို့ဒီမိမရဲ့အကြောင်းကိုကကဘာပုံဆုံးနေတယ်ပြောကြပါတကယ်ရှိကိုလည်းပါတကယ်ရှိကိုနတ်ဘူးနေတဲ့မိမကရေမွေးနေသွားတော့တဲ့အထက်အဲ့ဒါဒီမှာပြီးသွားတယ်ခရစ်တော်နောက်ကိုတုံးနှစ်သုံးမိုးလုံးလိုက်တဲ့လူတွေတော်မှခရစ်တော်အသေးခံခါကြီးမှာငါမသိဘူးလို့ဖြစ်ကြတယ်အဲ့ချိန်မှာနေတော်မာရိမာဂဒလေးတို့ကခရစ်တော်နောက်ကိုကြောက်ရွံ့နဲ့လိုက်ကြတယ်ခရစ်တော်ရဲ့ရှင်ပြန်ထားတော့ချင်းကိုလည်းအဲ့မိခင်ရတဲ့အစင်ကြည့်ရဖြစ်တယ်ထောမတ်ဆိုမယုံဘူးငါကိုယ်တိုင်ကြည့်မှငါကိုယ်တိုင်သူ့လက်ဘဝကတရားကြည့်မှပဲငါယုံတယ်တဲ့ဆိုတော့ဒီနေ့ဘုရားခင်ကမိခင်များကိုကျွန်တော်ဘုရားဆိုဘုရားပဲလေအမေပြဖြစ်တာပဲမိခင်မပါပဲလုံးဝမရတယ်လေဒါပေမဲ့မိခင်အဖြစ်မွေးတယ်ဆိုတာကသူ့ရဲ့ကောင်းတဲ့ခြင်းသူ့ရဲ့ချစ်ခြင်းမြတ်တာကိုကျွန်တော်တို့ကနားလည်ဖို့အတွက်မိခင်ကိုဘုရားခင်ကဒါကြောင့်ချစ်တော်ဒီကိုယ်ကိုဒီချိန်မှာကိုယ်အနည်းနာမှမိခင်ရှိတယ်လို့လည်းရှိကောင်းရှိတယ်ကိုမိခင်အဝေးတဲ့နေရာမှာရောက်ရှိနေတဲ့လူတွေလည်းအများကြီးရှိမှာပဲနောက်ဒီလောကမှာမိခင်ရှိရတဲ့လူလည်းအများကြီးရှိမှာပဲဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဝမ်းနဲ့ရှာရှိတည်ငောင်းကျွန်တော်ရှိမှရှိတယ်အဲ့တည်ငောင်းကကျွန်တော်ပြောပြီးအခုနမိခင်ဆိုတဲ့ဒီနာမှာကြီးအနိုင်မဲ့တိုင်းရှိလို့ရတော့သူ့တိုင်းလို့ရတော့မိခင်ရဲ့မြတ်တာဆိုတာခဏလေးပဲတောင်းငယ်တော့အသက်16 20တော့ဆိုရင်ဖုန်းဆက်တယ်ချက်တယ်တော့ချက်တယ်ရှိပါဘူးလို့လည်းတော့ချက်တယ်ရှိပါစာရေးကြပါချက်တယ်ချစ်တယ်ငယ်ချင်းအတွေ့လို့ဘူးမဆက်လို့မရဘူးမိသားကိုများဆောင်အဖြစ်တစ်စက်ကောင်တော့ပေါင်းများဆိုပါလေဆိုတဲ့စကားကြီးဟာဒီနေ့ဒီချိန်မှာပျောက်သွားပြီသူထောင်တဲ့သူတောင်းငယ်ဒီဘယ်တော့ပဲပျောက်နေပါစေတောင်းကြည့်ပြီးတင်းနေပါစေမရှိတော့ရင်လေတင်းတော့ပေါ်မှာလာထားတဲ့မြတ်တာလုံးဝမပြောက်ဘူးလို့ promise ပေးထားတယ်အဲ့ဒါကြောင့်ဒီချိန်မှာဒီပါလို့ဒီချိန်မှာခေါ်ရှာမရှိတော့တဲ့ဒီကုမ္ပဏီကလည်းရှိကောင်းရှိဝမ်းနဲ့စားလုံးဝမရှိဘူးအဲ့မိခင်မြတ်တာချက်အစာပေါ်နိုင်လို့ရတယ် divine love လူချင်းပြီးလို့ရတယ်မြတ်တာလူချင်းချစ်လို့ရတော့ချစ်ချင်းနဲ့ထာဝရချစ်တော်ဘုရားခင်မြတ်တာကိုအောင်မြင်ဖို့ရကျွန်တော်တို့ကမိခင်များနဲ့ကိုနေ့စဉ်ဒီတိုင်းကျင့်ပါချင်ဖြစ်တယ်အဲ့ဒါကြောင့်နောက်ဆုံးအနေနဲ့မိခင်များလေးဆိုတာ just only တနည်းမှာတကယ်ချင်းကို every day is Mother's Day ဖြစ်တယ် every hour is Mother's Day ဖြစ်တယ်နိုင်တိုင်းမှာနေ့တိုင်းမှာကိုယ့်မိခင်ကိုကျွန်တော်တို့ပါဘယ်နဲ့ချစ်ကြောက်ယုံကြည်ခြင်းအဖြစ်ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုကျွန်တော်မြည်ဆန်းရတယ်ဆိုတာကိုခွာပြီးကျွန်တော်တို့ကတော့ဒီလို
ဒီကိုချုပ်ပါတယ်အားလုံးရတဲ့ရစာပေါင်းများစာပေါင်းကြီးပဲပါစီစီစဉ်တော့နောက်ပြီးတော့ကျွန်တော်မိခင်များနေမှာပေါ့နော်ကျွန်တော်ရစိတ်တယ်အပိတိုက်တော့ကျွန်တော်နည်းနည်းလေးစကားပြောချင်တယ်အဲ့ဒါကတော့ဟိုစက်တိခံခြင်းနဲ့အပိတိုက်လို့ရှိရင်နည်းနည်းလေးပါပါတယ်ကျွန်တော်တနေ့တစ်ခါရှိကျွန်တော်မိဘကျွန်တော်အဆက်တယ်လို့ပေါ့ဆိုတော့ဒီနေ့ရပြောတော့တကယ်ကြီးရတော့ကျွန်တော်နေနိုင်တယ်ပေါ့နော်ကျွန်တော်မိခင်ကကျွန်တော်အဲ့လိုအဆက်တယ်ပေါ့ဆိုတော့ငွေရပါတော့ကျွန်တော်ဗာစိတ်ကူပေါ့လို့သိဟာဒီပါတော့က Mother's Day ပေါ့နော်ဆိုတော့ကျွန်တော်အမေကိုကျွန်တော် wish လုပ်တယ်ဖုန်းဆက်မယ်ဆိုတော့ကျွန်တော်စိတ်ကူတယ်ကျွန်တော်တောက်ကြရတဲ့မပတ်သုံးမရှိအားကြီးနေတယ်မဲ့တည့်ရနေကဲမဖြစ်မနေပဲဘာလို့နောက်ဆုံးပေါ့နော်ဒီ weekend မှာကျွန်တော်ဖုန်းဆက်မယ်ဆိုတော့တောက်ကြနေကျွန်တော်အားကြီးပဲမဖြစ်ဘူးဟာတောက်ကြနေအမအားပါဘူးလေသွားရလာဆိုတော့ကျွန်တော်စနေနေ့ဆိုဖြစ်သွားပြန်စနေနေ့ကနေတခါရက်ရွှေ့လိုက်ပြန်ရွှေ့တော့ငါတနေ့မနေ့မနေ့ဆက်မပါဆိုတော့မဆက်ပြပြန်ဘူးအဲ့ဒီတခါငါပြန်ရောက်သွားပြီးမှနော်ဒီကမြန်နေမှာပြန်ရောက်သွားပြီးမှပြန်လာမှဖုန်းမိခင်ကိုဖုန်းဆက်ပြီး wish လုပ်မယ်ဆိုစိတ်ကူးရတယ်မဆက်ပြပြန်ဘူးနေတော့ညနေပိုင်း3နိုင်4နိုင်တော့ပေါ့နော်ပမာပြည်ဆိုရင်တော့တကောက်ချိန်မှာကျွန်တော်ဒီတော့ကျွန်တော် message ပို့လိုက်တယ်ဖုန်းနဲ့အခုရတော့လမ်းမှာပေါ့နော်ကျွန်တော်အမိကိုဆေးရုံခေါ်တော့လို့ရဆိုတော့အဲ့ဒီမှာကျွန်တော်ပြောလို့မရတော့အဲ့ဒီချိန်ကျကျွန်တော်ငန်းငန်းပဲကျွန်တော်ဆက်တယ်ပဲလို့နောက်ဆုံးတော့ရတယ်နော်ဒီကောင်တော့တမဲမှာအဲ့ဒီချိန်မှာကျွန်တော်အမိကတော်တော်ဆက်ဖြစ်သွားအောက်ပိုင်းတော့ထုတ်လို့မရတော့အဲ့ဒါနဲ့စွတ်တော်ကြည့်နော်နိစ္စလည်းကျွန်တော်ဖះကိုအားတတိရပါတယ်ဆိုပြီးတော့ကျွန်တော်မိခင်ကိုကျွန်တော်ဖုန်းဆက်မိခင်အဲ့ဒါတော့ကျွန်တော်ငါကြည့်တဲ့အချိန်မှာကျွန်တော်ဖုန်းနဲ့ကြားတဲ့အခါမှာတော်တော်အားရှိပါတယ်တဲ့ကျွန်တော်ဒီပုံမှန်ပြောတယ်အဲ့ဒါနဲ့သူတို့ကနော်စိုးရိမ်တော့ဒီကံကောက်ပဲကိုရတော့ဘယ်လိုလုပ်ရမလဲတနေ့မျိုးဆိုတော့ရုံးနေပိတ်တယ်တနေ့လာနေမှာသူတို့ကျွန်တော်မောင်မစတောင်းနေတယ်နော်တတိယတနေ့လာနေမှာသူရဲ့ဒီသူတို့ဒီဇာမရိုက်တယ်ပေါ့သူတို့က CT scan လုပ်တော့အားလုံးရဲ့အဖြစ်ထွက်လာတယ်ဒီအုံနောက်ထဲကိုရောက်သွားတဲ့ visa ကတော်တော်ဆွေးရတဲ့အချိန်မှာအဲ့ဒါချက်ချင်းကိုနော်ရော့သွားတယ်ဆိုတော့ကျွန်တော်ဒီအောက်ဘက်ကတော့မရတော့ဘူးဒါပေမဲ့အဲ့ဒီတနင်္လာနေ့ကနေကျွန်တော်စတော့နော်မောင်မရစုပြီးတော့ဆိုတော့အင်္ဂါနေ့မှာသူဆေးရုံဆင်းရတယ်အမှန်မှန်ဒီလောက်မမြင်ပါဘူးတဲ့အနည်းဆုံးတစ်လပေါ့နော်ဆေးရုံနေရအများကြီးအလုပ်လုပ်တယ်ဒါပေမဲ့ကျွန်တော်မိခင်ကအဲ့ဒီအင်္ဂါနေ့မှာဆေးရုံဆင်းလာတယ်နောက်တော့ဒီသွေးတွေကချက်ချင်းပြတ်တယ်ချက်ချင်းဆိုတော့အကုန်လုံးတော့မပြတ်ဘူးလို့မရတော့ဘူးဒါပေမဲ့သူတို့အခုကတော့ဒီ therapy လို့ခေါ်တဲ့ဒီလှုပ်ရှားဖို့နော် fitness နေရာမျိုးပေါ့မိခင်ကိုလုပ်ပြနေတာကျွန်တော်ဒီပုံပေါ်မှာလုပ်ပြနေပါတယ်အဲ့ဒါကိုလည်းဒီရရှိတဲ့ဒီပုံပေါ်မှာဒီအချက်ကလည်းစုတောင်းခြင်းနဲ့တတိယပြည်တဲ့ပုံပေါ်မှာအားလုံးကိုလည်းကျွန်တော်ကျေးဇူးတင်တယ်ကျွန်တော်ရဲ့မိခင်ကျမရေးကောင်းလာတဲ့အကြောင်းလည်းနည်းနည်းပြောချင်ပါတယ်ဒါလည်းမကတည်းဘူးအဲ့မှာကျွန်တော်ဒီပုံပေါ်မှာပြောတော့ကျွန်တော်လည်းသိတယ်ပေါ့လားကဲဒီခါတော့မိခင်ကမိနိုင်မဲ့ဖုန်းဆက်မယ်ကျွန်တော်ပြောလိုက်ပါဒီပတ်တော့ဆိုတော့ကျွန်တော်3ရက်တော့ဆက်ပါတယ်နေ့တိုင်းဆိုတော့ဘာလို့လဲဆိုအဲ့တော့ကျွန်တော်ညီမကိုပြောဆိုဒီအဲ့ဒါကောင်းတာပေါ့တဲ့ကျွန်တော်အတန်ကြာဆိုကျွန်တော်ချက်ချင်းအားတက်လာပြီတော့တဲ့ကျမ်းမာရေးလုံးဝကောင်းပါတယ်ဒါပေမဲ့တကယ်ကြုံရင်တော့3-5ရက်ပြီးမှတအားထူးခြားတယ်လှုပ်ရှားလို့ရတာပြီသူဟိုအရင်တော့ဆိုပြချဲနဲ့သွားတယ်ကတော့လက်ပြင်းနဲ့တွန်းနဲ့အောက်ဆွဲနေတယ်နော်အိမ်သားတွေတက်တာတော့မှကျေးဇူးတင်တယ်အဲ့ဒါမို့ကျွန်တော်နောက်ပြီးတော့အားပေးတဲ့ပြင်နေတာပေါ့နော်မိခင်ရှိတဲ့လူတွေဖြစ်ဖြစ်လို့ဖြစ်ပါနော်အကြောင်းမျိုးကြောင့်ကျွန်တော်တို့မိုက်ဖို့နဲ့ဟိုမိဘဆိုတာတာသမီးကြီးကဘာမှအမျှော်လင့်ချက်မရှိပါဘူးဆိုရင်ပဲရှိတယ်ဆင်ရင်မရှိဘူးအဲ့ဒါမို့အနည်းဆုံးဟိုအဆက်အသွယ်လေးလုပ်ပြီးကျွန်တော်တို့အတန်ကြာရတာမိဘတွေလည်းအားပေးစီဆိုတဲ့အကြောင်းကိုကျွန်တော်နည်းနည်းပြရနေပြီးတော့အားပေးတဲ့ပြင်ဖြစ်ပါတယ်All of my life
Thank you.
process ရှိပါတယ်အာမင် Gracias.